ဆက်နလပိုင်းကုန်သွားရင်ပြည်တွင်းမှာလေ Facebook တွေကို VPN တွေအကုန်ပိတ်ခံရမယ်ဆိုပြီးမှစစ်တပ်ဘက်ကဝါဒဖြန့်ချနေတာရှိတယ်အဲ့ဒါအတွက်ပြည်တွင်းမှာရှိတဲ့မြန်မာပြည်သူတွေစိတ်ပူနေကြလာဗျခမားတို့တုံးနေတဲ့အခမဲ့ VPN တွေကဘာနဲ့တူလဲဆိုတော့ခရီးတဲ့တင်လင်းပြန်တဲ့တူတယ်ဗျစစ်တပ်ရဲ့ firewall radar ကနေကြီးလိုက်တာနဲ့ဟောဒီမှာ VPN လာနေပြီဆိုပြီးမှတန်းပြီးမှပိတ်ချလို့ရတယ်ဗျဒါပေမဲ့ကဘာကျော် B2 ပူပြောင်းဘုံကျဲလီရင်ကြီးရင်ခမားတို့သိတယ်မလားသူတို့က radar မှာလုံးဝမပေါ်ကောင်းကင်ရမှာအသားစီးမရှိပြန်တန်းသွားလို့ရတယ်ဒီလိုပဲဗျနီးပညာလောကမှာလဲ still VPN နီးပညာကိုသုံးထားတယ်ဆိုရင်တော့စစ်တပ်ဘက်ကခံထားတဲ့ firewall ကခမား VPN သုံးနေမှလုံးဝမသိဘူးဒါဆိုရင်ဘယ် VPN တွေကခုနပြောတဲ့ B2 ဘုံကျဲပူပြောက်လီရင်ကြီးတွေလို့စွမ်းဆောင်ရရှိလေတရုတ်နိုင်ငံရဲ့မဟာတတိုင်းကြီးဖြစ်တဲ့ firewall ကြီးကိုတောင်မှကြော်ခွနိုင်တဲ့ VPN လေးမျိုးအကြောင်းနဲ့အာနာသိန်းစစ်တပ်ဘက်ကပြည်သူတွေကို VPN အကြောက်တရားရှိုက်သွင်းမှုဒီအကြောင်းအရာအသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့အောက်နာက play button လေးနဲ့ရေးထားတဲ့ခေါင်းစဉ်လေးကိုနှိပ်ပြီးဝင်ကြည့်လိုက်ပါဗျ